ကျေးဇူးဆက်ဖို့အတွက်သူမဟာမိမိကိုတေတံကြအကျဉ်းသားရဲ့ကတင်ထက်ကိုပို့ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ချွေမိသားစုရဲ့တားကြီးဆုံးဖြစ်တဲ့ချွေဟန်ဟာမိမပြိုတူရင်ခွင်ထဲရောက်နေတာတောင်စိတ်မလှုပ်ရှားပဲတည်ငြိမ်နေနိုင်တဲ့ခဲအိုကြီးလိုဖြစ်နေခဲ့တာပါ။သူမဟာအစွမ်းကုန်စူးစမ်းပြုစုယူရခဲ့ရပြီး3 ရက် 3 ညတိုင်တိုင်ကြိုးပမ်းခဲ့ပြီးတဲ့နောက်မှာမကြခင်တေတံစီရင်ခံရတော့မဲ့ဒီမျိုးသားအတွက်မျိုးဆက်တစ်သွေးသားကိုအောင်မြင်စွာခြံထားပေးနိုင်ခဲ့ပါတယ်။သူမအသက်ခုနှစ်အရွယ်မှာဇာတိမြေ၌ဘေးဒုက္ခကြုံခဲ့ရလို့မိဘတွေနဲ့အတူတောင်ဘက်ကိုထွက်ပြေးခဲ့ရပါတယ်။လမ်းတစ်လျှောက်လုံးမှာငတ်မခေါင်းပါမှုတွေကြောင့်လူသေးလောင်းတွေပြန့်ကျဲနေခဲ့ပြီးသူမရဲ့မိဘတွေလည်းမျိုးထဲမရောက်ခင်လမ်းမှာတင်မခံနိုင်ပဲဆုံးပါသွားခဲ့ကြပါတယ်။သူမဟာမိဘတွေခြံထားခဲ့တဲ့ရိတ်ခါနှင်းငယ်ကိုယူပြီးမျိုးထဲဝင်လာခဲ့ရင်မဲ့အားကိုးရမဲ့တဲ့မိဘမဲ့ကလေးတူတာဖြစ်ခဲ့ရပါတယ်။အခက်ခဲဆုံးချိန်မှာချွေမိသားစုကပေးကမ်းတဲ့ဆံပြုတ်တစ်ခွက်ကသူမအသက်ကိုကယ်တင်ခဲ့တာပါ။ချွေမိသားစုရဲ့အဖွားအိုဟာစိတ်ထားမှုမြတ်သူဖြစ်ပြီးသူမမှာအားကိုးရမရှိတာကိုမြင်တော့အိမ်ထဲမှာအလုပ်ကျန်းလုပ်တဲ့အစီခံမလေးအဖြစ်ခေါ်ယူထားခဲ့ပါတယ်။ဒါကြောင့်ပဲသူမအသက်ရှင်ခွင့်ရခဲ့ပြီးချွေမိသားစုမှာ8 နှစ်တိုင်နေထိုင်ခဲ့ပါတယ်။ချွေမိသားစုရဲ့ဘဝကအဆင်ပြေချုံးမွေ့ခဲ့ပါတယ်။အိမ်ရှင်တွေအားလုံးဟာစိတ်ကောင်းရှိကြပြီးအစီခံတွေကိုဘယ်တော့မှနှိမ့်ဆက်ညှဉ်းပန်းတာမျိုးမရှိခဲ့ပါဘူး။အထူးသဖြင့်ချွေဖွားအိုဟာသူမတွေ့ဦးသမျှထဲမှာစိတ်ထားဖြူစင်ဆုံးပုဂ္ဂိုလ်တူပါ။တခါကသူမနောက်ဖေးဝင်းထဲမှာမိဘတွေကိုတိတ်တဆိတ်ကန်တော့နေတာကိုအဖွားအိုတွေ့သွားပါတယ်။ဒါဟာတကယ်တော့အင်ကြီးရဲ့တားမြစ်ချက်ကိုဖောက်ဖျက်တာဖြစ်ပေမဲ့အဖွားအိုကသူမကိုအပြစ်မပေးတဲ့အပြင်သူမမှာရင်နာစရာတွေအများကြီးရှိတာကြောင့်နောက်ကျရင်သူမကိုပို့ပြီးဂရုစိုက်ပေးလိုက်ကြဖို့တခြားသူတွေကိုတနာကယူနာတက်ပြီးပြောခဲ့ပါတယ်။နှစ်တိုင်းမွေးနေ့ရောက်ရင်အဖွားအိုစီကနေကျမရေးအတွက်အဝတ်စားတစ်တွေသူမအမြဲလက်ဆောင်ရလေးရှိပါတယ်။သူမအရွယ်ရောက်တဲ့နေ့မှာအဖွားအိုကသူမကိုကြောက်စိမ့်ဆန်ထိုးရေးတစ်ခုပေးပြီးကိုယ်တိုင်စပင်ထုံးပေးခဲ့ပါတယ်။သူမဟာအဖွားအိုရဲ့မျက်စိရှိမှတင်ကြီးပြင်းလာတာဆိုတော့ချွေမိသားစုရဲ့တမိတစ်ပိုင်းလိုပါပဲလို့အဖွားအိုကဆိုခဲ့ပါတယ်။သူမဟာဒုက္ခရောက်နေချိန်မှာအဖွားအိုလိုလူမျိုးနဲ့ဆုံတွေ့ရတာကိုမိမိကိုယ်ကန်ကောင်းလာတယ်လို့မှတ်ယူခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဆိုတာခံမှန်းရခက်ပါတယ်။နန်းတွင်မှာအပြောင်းလဲတွေဖြစ်လာပြီးချွေတခင်ကြီးဟာယာတုကနေဖယ်ရှားခံရကနေဆက်ကိုပြည်နှင်တံပေးခံလိုက်ရပါတယ်။တားကြီးချွေဟန်ကတော့တေတံကြကျင်းထောင်ထဲရောက်သွားပြီးမကြခင်မှာအသက်ခံရတော့မှာပါ။ချွေမိသားစုဟာအားကိုးရအိမ်တိုင်ကြီးနှလုံးကိုဆုံးရှုံးလိုက်ရပြီးအဖွားကိုလည်းစိတ်ထိခိုက်ကအိပ်ရတယ်လဲသွားပါတော့တယ်။ကံကောင်းတာကဧကရမင်းကချွေမိသားစုရဲ့ဘိုးဘေးတွေရဲ့ကျေးဇူးကိုထောက်ထားပြီးအမျိုးသမီးထုကိုတော့အပြစ်မပေးခဲ့တယ်လို့အိမ်နဲ့ပိုင်ဆိုင်မှုတွေကိုလည်းတိမ့်စေခြင်းမပြုခဲ့ပါဘူး။ဒါပေမဲ့ရှင်တန်ရတာကတော့တိတိတာတာခက်ခဲလာပါတယ်။တခင်မကြီးကအစေခံတော်များများကိုထုတ်ပစ်လိုက်ပြီးအသုံးစရိတ်တွေကိုရှော့ချကာချွေတာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမကံကောင်းလို့ကြံရိတ်ခဲ့ပြီးအဖွားအိုကိုအနီးကပ်ပြုစုခွင့်ရခဲ့ပါတယ်။အဖွားအိုနေ့စဉ်နဲ့မျှပိန်ကျုံနဲ့နေလာတာကိုကြည့်ပြီးသူမရင်ထဲမှာပူဆွေးနေရင်မဲ့အားပေးစကားပြောတာကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။တခင်မကြီးကအဖွားအိုကိုပြောတာကတော့အကြီးကောင်ဟာမိသားစုရဲ့တူတဲ့တော်သားဖြစ်ပြီးသူမကြခင်အသက်ခံရတော့မှဖြစ်ပေမဲ့ကလေးတယောက်မှကြမ်းမခဲ့ဘူးဆိုရင်ချွေမိသားစုရဲ့မျိုးဆက်ပြတ်သွားပါလိမ့်မယ်လို့ဆိုပါတယ်။အဖွားအိုအနေနဲ့မေတော်ကြီးရှေ့မှာစကားပြောလို့ရတာကြောင့်နန်းတွင်ကိုသွားပြီးမေတော်ကြီးကိုတောင်းပန်ပေးဖို့သူမကတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီညမှာတင်အဖွားအိုဟာနန်းတွင်ကိုသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သတင်းကောင်းနဲ့ပြန်လာပါတယ်။မေတော်ကြီးကချွေမိသားစုရဲ့မျိုးဆက်ကြံရေးဖို့အတွက်အချင်းထောင်ထဲကိုအမျိုးသမီးတယောက်လွတ်ခွင့်ပြုလိုက်တာပါ။ဒါပေမဲ့ပြဿနာကအကျင့်စရိတ်တာကောင်းပြီးမိသားစုကောင်းကလာတဲ့ဘယ်မျိုးသမီးကဒီလိုမျိုးလုပ်ချင်ပါမလဲ။တခြားနည်းလမ်းမရှိတော့တဲ့အခါတခင်မကြီးကကြံနေတဲ့အခြေခံမလေးတွေကိုစုဝေးပြီးစေတနာဝန်ထမ်းရှာဖွေပါတော့တယ်။ဒါပေမဲ့တေတံကြအချင်းထောင်လိုနေရာမျိုးကိုဘယ်သူမှအချင်းမချချင်ကြပါဘူး။ပို့ဆိုတာကတေတော့မဲ့လူအတွက်ကိုဝန်ဆောင်ပေးရမယ်ဆိုတာဟာအရန်ကိုနိမိတ်မကောင်းတဲ့ကိစ္စလို့လူတွေကယူဆကြပါတယ်။ဒါကြောင့်တခင်မကြီးကငွေတွေအများကြီးပေးမယ်လို့ပြောရင်တောင်ဘယ်သူမှရှေ့ကိုမထွက်ရဲကြပါဘူး။တခင်မကြီးမျက်ရည်ကျလူနီးပါးဖြစ်နေတဲ့အချိန်မှာသူမကလူအုပ်ထဲကနေရှေ့ထွက်လာပြီးဒီကိစ္စကိုလက်ခံလိုက်ပါတယ်။